ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့တွေ Piglin တွေကိုတက်ခိုက်ပြီးတော့ Minecraft Movie ကဘာကြီးကိုကယ်တင်တော့မှာဖြစ်ပါတယ်ကဲဒီတော့ကျွန်တော်မှာဘရိုတို့တောင်းဆိုကြတစ်ခုရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်ရဲ့ TikTok channel အသိရှိရပါတော့အဲ့မှာတင်ထားတဲ့ဒီဗီဒီယိုအသစ်က live fitting ကြီးရခဲ့ဘရိုတို့ခိုင်းတာအကုန်လုံးကျွန်တော်လုပ်တော့မှာဖြစ်ပါတယ်ဆိုတော့ game ကိုစလိုက်ရအောင်အဲ့တော့ကျွန်တော်ပထမဆုံးရောက်ချင်းမှာကဘာကိုစတွေ့ရလဲဆိုတော့ garbage man ကိစ္စဖြစ်ပါတယ်အဲ့တော့ garbage man လို့ကျွန်တော်ခေါ်လိုက်တဲ့အချိန်မှာအမိုက်လူသားပေါ့နော်အဲ့လူကြီးကဘယ်သူလဲလို့ bro ထင်အောင်ထင်နေမယ်အဲ့တော့သိချင်တော့ bro Minecraft movie သွားကြည့်ကြပါအဲ့တော့ဒါကတော့သူ့ရဲ့ sign ပေါ့နော် Minecraft movie ကအခုလောဆယ်တောင်းမကြီးဖြစ်တဲ့သူလည်းရှိကောင်းရှိနိုင်သေးတော့ဒါကတော့ garbage man ဖြစ်ပါတယ်အဲ့ဒီပန်းရောင်ရင်းလေးပေါ့ပြီးတော့ तू ကဘာကိုကြိုက်လဲဆိုတော့ तू အဲ့လို game set တွေကိုဗျာ तू ကစုဆောင်းတာကြိုက်တယ်သိပါတခုမှလာပါတော့သူ့ကိုလူတွေကအမိုက်လူသားလို့ခေါ်လို့တော့ဘာလို့ဆိုတော့ तू ကအဲ့အမိုက်ပစ်ကြတဲ့ game မှာ तू ကအောင်မြင်ခဲ့ရပါတော့ဆိုတော့အခုကျွန်တော်ဒီကိုရောက်နေပါပြီဆိုတော့ဘာလုပ်ရမလဲဆိုတော့select the new game to play ဆိုတော့ဒီဘက် channel ဟာဖြစ်မယ်အဲ့တော့ကျွန်တော်ဒီမှာ game set တွေရှိတယ်ဆိုတော့ wait ဒီဘက် game ပိတ်ထားတဲ့ game တွေကိုကျွန်တော်နှိပ်တယ်အဲ့တော့ကျွန်တော်ဒီမှာ game 3ခုရှိပါတယ်3ခုရှိရဆိုတော့အဲ့ game 3ခုတွေကတခုချင်းဆိုဆော့ပြီးတော့ကျွန်တော် Minecraft movie ထဲမှာပါတဲ့ game တွေကိုဆော့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ပထမဆုံး game အနေနဲ့ကတော့ First Night Server ယူထားပါမယ်နော်အဲ့မှာကျွန်တော်တို့အကောင့်လေးအဆုံးပါတယ်Piglin တော့ပါသေးရဗျာဒါပေမဲ့လောလောဆယ်ကတော့ကျွန်တော်တို့အခုလောဆယ် Steve တစ်ခေါက်ပဲပွင့်ပါသေးတယ်အဲ့တော့ကျွန်တော်တို့ Steve နဲ့ပဲဆော့အောင်ဖြစ်ပါတယ်ကဲကျွန်တော်လောလောဆယ်တော့ Steve Water ဖြစ်သွားပါပြီဟုတ်တယ်ပါကြည့် I am Steve Okay ဆိုတော့ကအားရောဟာချက်ချင်းကြီးကိုပြင်မှာညမ်းမောင်อ่ะအကျိုးဒီက crafting table ရှိရ crafting table ထဲမှာကျွန်တော်တို့ဒီမှာပစ္စည်းအစုံတော့ရှိရပေါ့နော်ဘာမှန်းတော့မသိသေးဘူးဘာလို့ဆိုတော့ကျွန်တော်လေး Minecraft movie တော့ကြည့်ပြီးသွားပြီပဲဒါတွေဘာမှမသိသေးပါဘူးခင်ဗျာဆိုတော့လောလောဆယ်ဒီမှာအကောင့်တွေရှိတယ်ကျွန်တော်တေချာတော့ကျွန်တော်ဒီကောင်တွေကိုလိုက်ပြီးတော့ချမှာဖြစ်ဖို့များတယ် Oh my god နဲတဲ့အကောင့်တွေမှုတ်ကြည့်အောင် creep ပေါက်တော့မယ် bro creeper ကြီးကကျုံ bro တော်တော်လှရတော့ကြည့်အောင် creeper ကြီးကပေါက်ခံနေလေအထက်ကအယူတွေပါမြင် Oh yes ဒါပဲတညတော့အောင်မြောင်းပါခင်ဗျာစောစောလေးကကျွန်တော်တော်တော်လေးသိကျင်နေရပါတော့အဲ့ပါဒီပါတွေ့လား chest တွေရှိရယ်အဲ့အလင်းအဲ့ဆိုအလင်းရရှိရဲ့နေရာမှာ chest တွေရှိပြီးတော့အဲ့ထဲမှာပစ္စည်းတွေရှိရပုံပဲဗျာသိလားဒီမှာကျွန်တော်ရေပုံးတွေရှိရယ်ကျိုးတွေရှိတယ်ထဲမှာပါရှိအောင်ထဲမှာဘာမှမရှိတော့ဘူးဆိုတော့ Oh my god ချက်ချင်းကိုညားရောက်လာဟေးနောက်တာတော့မဟုတ်ဘူးကျွန်တော်ဒီမှာကြည့် night 2 oh bro creeper ပေါက်တာကြီးတကယ်ကျန်းလိုက်တာတော့ကျွန်တော်တို့ဟိုပုံမှန် creeper ပေါက်တယ်မတူပဲပေါ့နော်ဒီကောင်ပေါက်တာလုံးဝလူပါနောက်ကိုလွတ်တယ်အော်တော်တည် nice surprise ဒါကျွန်တော်တော့ night 2ပဲရှိသေးတယ်တော့မှတော်ခဲဆော့နေရပြီဟာအဲ့ဆိုတော့ကျွန်တော်တို့ item တွေကိုများများစုတာမှရတော့Okay အဲ့တော့ tower တွေ craft မယ်ပြီးသွားရင်ဓာတ်ရေဖုံးရဲ့ပတ်သက်ရဆိုကျွန်တော်ဓာတ်ပဲ craft တော့မတော့ပြီးရင်ကျန်တဲ့ဟာတွေအကုန်ဖြစ်ကျွန်တော် craft နေတဲ့အချိန်တွင်းမှာကြည့်အောင်ချက်ချင်းဟိုညတညပြောင်းသွားပြီမလေး item တွေမြန်ပြောင်းသွားရအောင်တကယ်ခက်တယ် Okay ကျွန်တော် tower ဘယ်လောက်ဆွဲလဲကြည့်အောင်အဲ့ပြစ်တယ်ဟာ bro ဘိုက်တယ်တာဝါရီအများကြီးတာဆောက်လိုက်ရဆိုတော့ကျွန်တော်နိုင်ပါသေးကြတယ်ဟာ bro ကျွန်တော်တာဝါကြီးပျောက်သွားပြီ what the heck bro နှမျောလိုက်တာကျွန်တော်တာဝါကြီးအဲ့ဆိုရေရှင်မခံတဲ့ပုံပဲကဲအခုဆိုတော့ကျွန်တော် garbage man ရဲ့ရေပုံးတိုင်းခွက်တွေလာပါပြီခင်ဗျာတကယ်တော့အဲ့ရေပုံးတိုင်းခွက်တွေကကျွန်တော်တို့ Minecraft asset ထဲမှာလည်းပါသေးတယ်ပေါ့နော်ဒါပေမဲ့ Minecraft movie ထဲမှာ chicken jockey bruh နားလိုက်တာပြောနေ bro အဲ့တသေးလေးကကျွန်တော်လိုက်လုံနေတာကျွန်တော်စိတ်နေရပဲရောအာလူစာ bro chicken jockey က oh no na chicken jockey လို့ကောင်းတဲ့အချိန်မဟုတ်ခဏလေးတေးတော့ပဲdamn အုတ်လိုက်ကြီးဟေးလိုက်လာကြိုးမညမတာခဏလေးမင်းတို့သွေးလျှော့တာပဲကျွန်တော်ချက်လာနိုင်သွားပြီအေးဆေးပဲရော့ creeper လေးတေးဟာရောငါဘယ်လိုပြမီးလောင်လဲတော်သေးတယ်ကွာကံကောင်းတယ်ရှုံးတော့မလို့
တော်သေးရဲ့နိုင်သွားလို့ပေါ့ okay အဲ့တော့လိုရတဲ့ပစ္စည်းအကုန် craft ထားပါမယ်ခင်ဗျာဒီလိုနဲ့ကျွန်တော်စော်ရင်းနဲ့980ရောက်သွားတဲ့အချိန်မှာတော့ကျွန်တော် high score ကတော်တော်မြင့်နေဖြစ်တဲ့အတွက်ကြောင့် game ကိုအဆုံးသတ်လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒုတိယမြောက် game တစ်ခုဖြစ်တဲ့နောက်တစ်ခုကိုတွားကြရအောင်ခင်ဗျာအဲ့တော့နောက်တစ် game ကဘာ game ဖြစ်မလဲဆိုတော့ Elytra ပြန်မှာဖြစ်ပါတယ်အဲ့တော့ Elytra Chase ကတော့ကျွန်တော်ပုံမှန်ဆုံးနေရတဲ့အတိုင်းပါပဲအဲဒါပေမဲ့မတူတာကဘာလဲဆိုတော့ micro movie ကြည့်ရသေးတယ်ဆိုတော့သိပါပါလုံးဝတော်တော်ရည်ရရဲ့ဆေးတွေပါတယ်ဟောပေါ့နော်ဒါပေမဲ့အဲ့ဒီခါကိုကျွန်တော်တို့အခုလောဆယ်အဲ့ဒီထဲက map အတိုင်းကိုကျွန်တော်တို့အခုဆောက်ရဖြစ်ပါတယ်ဆိုတော့စကားလေးပါလေအဲ့လိုမျိုးပဲအခုဘယ်လိုပြန်ရတာပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်ဘာလုပ်ရမလဲအတိုင်းဖဝေးပြီးသားဆိုတော့ကျွန်တော်ခုံချမှာပေါ့နော် yes အဲ့ဒါဇလန်တွေကလည်းအဲ့လိုပဲကျွန်တော်တို့အဲ့ပါအဲ့ဒီ pig lane တွေလိုက်ပြီးတော့ဖမ်းနေပါတော့ live ဖမ်းနေတဲ့ဟာကိုကျွန်တော်တို့ကပြေးရတာပေါ့ညခဏလေးဒါအချိန်ပြီးတော့မပြီးတော့တောက်တေးပြီလားမသိဘူးတဲအစပြန်စားကျွန်တော်အချိန်ကိုငဲပြီးစားလိုက်တယ် okay ဆိုတော့အပေါ်လေးကိုနည်းနည်းလေးမြင့်နေပြန်ကြည့်အောင်အမှန်တိုင်းပြောရင်ကျွန်တော်ကအဲ့လောက်ကြီးတော့ကျွမ်းနေတယ်မပါဘူးဒါပေမဲ့ကျွမ်းနေတယ်မပါဘူးဆိုတာဒီဟာမှာပြောပါတယ်ဒီဟာကိုပြန်တဲ့ဟာတော့နည်းနည်းခက်တယ်ဆိုတော့တခုမိုက်တယ်တော့ဘာလဲဆိုတော့သူကလုံးဝမလေးတော်သေးတယ်အတကောကြီးပြန်သွားတာသူကဒီဟာက micro movie ထဲမှာပါတဲ့ scene တစ်ခုလုံးစာအတိုင်းကိုတူတူလုပ်ထားအဲ့တော့bro က again အဲ့ပေါ့အဲ့ micro movie ထဲမှာဒီ Steve ကြီးဟိုဟာလို့ ਨੇ ပေါ့နော်garage man တို့ ਨੇ လီဝါပြန်တဲ့အခန်းရှိရလေအဲ့ထဲကအတိုင်းကိုဘယ်လိုဆော့ကြည့်ချင်လဲဆိုရင်တော့ဒီမှာပါပါတယ်အဲ့လိုပြောနေတန်းလဲနေကျွန်တော်တော်လေးဆိုတော့ကျွန်တော်အသုံးမကျတော့ခဏမေးလိုက်ပါခင်ဗျာဘာလို့လဲဆိုတော့ဒီတစ်ခါကျွန်တော်တကယ်ကုတ်ပြီဖြစ်ပါတယ် okay let's go okay ဒီကနေပြီးတော့ဖြည်းဖြည်းချင်းပြန်သွားမယ်ဒီတစ်ခါတော့ဘယ်လိုမရတော့ okay အချိန်စားမယ်ပြီးရင်ရှူတိုင်းစားမယ်ပြီးရင်ဘယ်ပေါက်လဲမသိကျွန်တော်ပေါက်တော့ပြောက်သွားပြီဒီကုတ်ပဲပြောပြီးအပေါက်တွေပြောက်တယ် okay ရှူတိုင်းမလီတော်တိထီအောင်တော်တိကန်ကောင်းလို့ okay ဖြည်းဖြည်းပတ်မယ်အောက်ကရှူတိုင်းတွေပါကျွန်တော်မငန်းတော့အဓိကအချိန်စားရေးပြီး okay အမှန်တော့ကျွန်တော်တအားမြင်တဲ့အချိန်မှာရှူတိုင်းမစားဖြစ်တင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှူတိုင်းစားလိုက်ပြီးရင်တည်ရခလားအဲ့လိုအဲ့ရတဲ့အချိန်နဲ့ပတ်တိုက်နေညာမလီပြောရင်းဆိုရင်ရောအဲ့ရှူတိုင်းစားပြီးတော့ကြောက်သွားမဟုတ်တော့စားတော့အဲ့နာရှူတိုင်းကဟိုတက်တည်အောင်လုပ်ထားရှူတိုင်းလားမသိဘူး okay မလေးဖြည်းဒီလောက်ဖြည်းသွားတာတော့တိုက်မိသေးရဲ့ကျန် oh my god ဖြည်းokay လေးသက်ကြတယ်ကျွန်တော်နိုင်နေရှိရနိုင်အောင်ဆောက်လို့ရတယ် okay what the heck မျက်စိရှိရလေးလက်ကောက်သွားကြည့် bra ဒီခေါက်တကယ် serious ဆော့နေပါကျွန်တော်ဝင်တော့ okay ဖြည်းမလေးဒီကြီးထီအောင်မယ်အဲ့တော်ကြီး okay ရှင်းနေတော့မယ် rocket နောက်တစ်လုံး yeah အေးဆေးပဲနိုင်လေးရဟာမရှိတော်သေးအောက်မှာ rocket တစ်ခုရှိသေးရဲ့ဒီတစ်ခေါက်တော့ကျွန်တော်မရှိပြောတာစောရတယ်တော်သေးရဲ့ညီကြီးရရှိသေးရဲ့ကွာတော့တိုက်မိပြီဟာဟိအောင်နိုင်ငံဒီမှာဒါပေမဲ့ကျွန်တော်2မိနစ်ပဲရှိသေးတယ်နိုင်လေး okay ဖြည်းချင်းသွားမယ်ပြီးရင်ဒီရှေ့နားမှာဒီမှာတစ်ခုရှိရဲ့အဲ့လိုစားမယ်ပြီးရင် yes
နောက်ဆုံးနိုင်သွားပါပြီခင်ဗျာ Oh my god ဒီပါကြီးဟိုပန်နာလေးလေချစ်နေကြပန်နာလေးအတွဲလေ Oh my god အဲ့ဒါကိုကျွန်တော်ရောက်သွား Let's go အဲ့တော့ကျွန်တော်ပြောတယ်yes ကားမိတ်မင်းပွင့်သွားပါခင်ဗျာ Oh my god တော်တော်ဆော့လိုက်ရတယ် Okay ဒီတော့နောက်တဲ့ game တစ် game ရတော့ high and seek soccer ရတာပေါ့နော်ဒါပေမဲ့အဓိကတော့ကျွန်တော်တို့ mansion လေးကိုခိုးဝင်ရဖြစ်ပါတယ်အဲ့တော့အဲ့ဒီ game ကိုတော့ကျွန်တော်ဆော့ပြီးပြီဒါပေမဲ့ကျွန်တော်တို့ရှုံးသွားပါတယ်အဲ့တော့ကျွန်တော်ရဲ့အခုကြည့်နေတဲ့ viewer တွေထဲမှာဒီ game ကိုဆော့ကြည့်ပြီးလို့အနိုင်ရတာပြီးသားသူရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment အောက်မှာရေးပြီးသွားဖို့ကျွန်တော်ပြောချင်ပါတယ်ကဲဒီတော့နောက်ထပ်လာမယ့် 100 video အသစ်မှာပြန်ပြီးတော့တွေ့ကြပါမယ်ဒါနဲ့စကားမဆက်ကျွန်တော်ရဲ့ TikTok channel ကိုလည်းတောင်းပါမိနေနော်ကဲအားလုံးပဲ bye bye ပါ